တ်ရှိတယ်စိတ်မတာတဲ့အရာတွေရှိတယ်ဒါပေမဲ့အိမ်ကိုဖုန်းဆက်တဲ့အခါအိမ်နဲ့စကားပြောတဲ့အခါမှာပေါ့နော်ခဏလေးဖြစ်တော့ညာလဲစိတ်သက်သာရရောက်ပါတယ်လို့ဒါကြောင့်မလို့အမြဲတမ်းပေါ့နော်ကိုမိသားစုကိုမိတ်ဆွေနဲ့ဒီနေ့ keep in touch ဖြစ်ဖို့ရန်အတွက်လည်းလိုပါတယ်လို့နောက်တစ်ခုကတော့ကျမတို့ဒီ virus ကိုကျမတို့က control မလုပ်နိုင်ဘူးဒါပေမဲ့ကျမတို့ control လုပ်နိုင်တဲ့အရာကဒီနေ့ကျမတို့ဒီလို lockdown ရှိတဲ့အခါမှာကျမတို့ဒီထဲမှာပဲနေခြင်းအဖြစ်ကျမတို့အပြင်မထွက်သွားခြင်းအဖြစ်ဒီ virus ကူးစက်မှုတွေပြန့်ပွားမှုတွေကိုကျမတို့ control လုပ်နိုင်ပါတယ်လို့ဒါကြောင့်ဒီလိုအခြေအနေထဲမှာကိုမလုပ်နိုင်တဲ့အရာကိုဒီနေ့သွားပြီးမှ focus လုပ်တာချက်ကိုလုပ်နိုင်တဲ့အရာပေါ်မှာ focus လုပ်ပြီးမှဒီနေ့ကိုရဲ့မိသားစုတွေကိုရဲ့ဝန်ကျင်ကိုဒီနေ့ကယ်ဖို့ရန်အတွက်ဒီနေ့ကူညီဖို့ရန်အတွက်ဖြစ်ပါတယ်လို့နောက်တစ်ချက်အနေကတော့ကျမတို့ဒီတင်ဟာမိဘဖြစ်တယ်ဆိုလို့ရှိရင်ပေါ့နော်ကလေးတွေနဲ့ဒီနေ့ဒီ virus အကြောင်းကိုဆွေးနွေးပြီးမှပြောဆိုဖို့ရန်အတွက်ဖြစ်ပါတယ်လို့ဘာလို့လဲဆိုတော့ဒီနေ့ကလေးတွေကဒီလိုမျိုးဖြစ်တဲ့အခါမှာသူတို့အပြင်ထွက်မစော့ရဘူးသူတို့တငယ်ချင်းနဲ့မတွေ့ရတဲ့အခါမှာသူတို့စီမှာမိခွန်းအများကြီးရှိနေမှာဖြစ်တယ်သူတို့လည်းစိုးရိမ်ပူပန်ကြောက်ကြမှုတွေရှိမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ virus ရဲ့အခြေအနေကိုကလေးတွေနဲ့အချိန်ယူပြီးတော့ပြောပြဖို့ရန်အတွက်ဖြစ်ပါတယ်လို့ဒါကတော့ကျွန်တော်စိတ်ပိုင်းဆိုင်ရာမှာဘယ်လိုမျိုးကိုယ့်အကိုဂရုစိုက်မလဲကိုယ့်အကိုဘယ်လိုမျိုး take care လုပ်မလဲဆိုတဲ့အရာပဲဖြစ်ပါတယ်လို့နံပါတ်1တစ်ချက်အနေကတော့ကျွန်တော်တို့ခန္ဓာပိုင်းဆိုင်ရာမှာဘယ်လိုမျိုးကိုယ့်အကိုပြုစုဆောင်ရှောက်ရအောင်လဲဆိုတော့အရာပဲဖြစ်ပါတယ်လို့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းဒီနေ့လက်ကိုကျွန်တော်တို့ပုံမှန်ဆေးဖို့ရန်အတွက်ဖြစ်တယ်မကြာခဏတတိယတိုင်းဆေးပေးဖို့ရန်အတွက်ဖြစ်တယ်နီးစနစ်မှန်ကန်စွာနဲ့လက်ခဏဆေးဖို့ရန်အတွက်ဖြစ်ပါတယ်နောက်တစ်ခုအနေကတော့ဒီနေ့အိမ်မှာနေဖို့ရန်အတွက်ဖြစ်တယ်တက်နိုင်လို့ရှိရင်အပြင်လုံးဝမထွက်ဖို့ရန်အတွက်ဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီနေ့အပြင်ထွက်ရမယ်ဆိုလို့ရှိရင်အမြဲတမ်းနှာခေါင်းစည်းတက်ဖို့ရန်အတွက်ဖြစ်ပါတယ်လို့ပြီးတော့နောက်တစ်ခုအရေးကြီးတဲ့အရာကတော့ inhale exhale လုပ်တာပဲဖြစ်ပါတယ်လို့အသက်ကိုဒီနေ့ပြင်းပြင်းရှူသွင်းခြင်းနဲ့ရှူထုတ်ခြင်းပဲဖြစ်ပါတယ်လို့ကျမတို့ဒီလိုလုပ်တဲ့အခါမှာကျမတို့ရဲ့ဒီဥကောင်းခွန်မှာရှိတဲ့ cranial nerve ဆိုတာရှိပါတယ်လို့ဒီအကြောကနေပြီးပါပေါ့နော်ဒီဥကောင်းကနေကျမတို့ရဲ့ရင်ဝကနေကျမတို့ရဲ့ဒီ one bite ထိန်ထိပေါ့နော်အသက်ရှူလမ်းကြောင်းကိုကျမတို့ကိုဒီနေ့ပြင်ဆင်ပေးတဲ့အခါမှာကျမတို့ရဲ့သွေးလည်ပတ်မှုတွေသွေးလည်ပတ်နှုန်းတွေပြပြီးမှကောင်းမွန်လာဖို့ရန်အတွက်ဖြစ်တယ်ဒါကိုကျမတို့အိမ်မှာရှိနေလဲမကြာခဏအသက်ပြင်းပြင်းရှူသွင်းခြင်းနဲ့ရှူထုတ်ခြင်းကိုလုပ်ပေးဖို့ရန်အတွက်ဖြစ်ပါတယ်လို့နောက်တစ်ခုကတော့ကျမတို့ဒီနေ့လမ်းလျှောက်ပေးဖို့ရန်အတွက်ဖြစ်ပါတယ်လို့ကျမတို့ကကျတော့ campus မှာနေတဲ့အခါမှာနေရာရှိတယ်ပေါ့နော်ဒါကြောင့်မလို့တင်ဒီ campus ထဲမှာနေရလူဖြစ်တယ်ဆိုလို့ရှိရင်လမ်းထွက်လျှောက်ပေးပါတချို့က campus ထဲမှာမနေဘူးဆိုလို့ရှိရင်တော့ကျမတို့အိမ်ဝန်းကျင်ရှိရနားလေးမှာပေါ့နော်လမ်းလျှောက်ပေးဖို့ရန်အတွက်ဖြစ်ပါတယ်လို့နောက်တစ်ခုကတော့ဒီနေ့ကျမတို့ဒီအာဟာရပြည့်တဲ့အစားအစာကိုစားပေးပါလို့ပူနွေးတဲ့အရာကျက်တဲ့အထိချက်ထားတဲ့အစားအစာမျိုးကိုစားပေးဖို့ရန်အတွက်ဖြစ်တယ်နောက်တစ်ခုကတော့ကျမတို့ alcohol တွေ caffeine တွေနဲ့ဓာတ်ပါတဲ့အရာမှန်သမျှကိုရှောင်ရှားပြီးမသုံးဆောင်ဖို့ရန်အတွက်ဖြစ်ပါတယ်လို့နောက်တစ်ခုကတော့ကျမတို့ရေကိုများများတောက်ပေးပါရေကိုကျမတို့ခါတိုင်းတောက်တဲ့ထက်များများတောက်ပေးဖို့ရန်အတွက်ဖြစ်ပါတယ်လို့နောက်ထပ်တစ်ချက်အနေကတော့ကျမတို့အိတ်ရေကိုဝဝအိတ်ပေးဖို့ရန်အတွက်ဖြစ်ပါတယ်ဒါတွေကိုလုပ်တယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ဒီနေ့ကိုခံအားsystem ဟာဆိုလို့ရှိရင်ကောင်းလာပြီးတော့ဒီနေ့ virus ကိုကျမတို့ဒီရင်ဆိုင်တဲ့အခါမှာပေါ့နော်အများကြီးအထောက်အကူပြုမှာဖြစ်ပါတယ်လို့ဦးစောပြရှင်ရဲ့ဂုဏ်တော်ကိုရှင်းမှန်ပါတယ်ဒီ PMC ဟာဆိုရင်ကျွန်တော်တို့ဖိလစ်ပင်းမှာကျောင်းတက်နေတဲ့မြန်မာကျောင်းသားတွေအတွေ့အကြုံ၎င်းကျောင်းသားမဟုတ်တဲ့မြန်မာတွေအတွေ့အကြုံ၎င်းမရှိမဖြစ်လို့အဲ့ဒီအဖွဲ့အစည်းတစ်ခုဖြစ်တယ်နောက်ပြီးတော့မှဒီအဖွဲ့အစည်းတာမဟုတ်ဘူးဆိုရင်ကျွန်တော်တို့တရားနဲ့တရားလေးတည်ခွင့်ရမှာမဟုတ်သလိုတရားနဲ့တရားလေးခက်ခဲရောက်တဲ့အချိန်မှာကိုညီခွင့်ရမှာမဟုတ်ဘူးနောက်ပြီးတော့မှအတိတ်ကျန်လို့ခံစားနေတဲ့အချိန်မှာတရားနဲ့တရားအခုလိုမျိုးခွန်အားပေးလို့ရမှာမဟုတ်ပါဘူးအဲ့ဒီတဲ့ PMCF ကိုအရင်နဲ့ကျေးဇူးတင်တယ်ဒီအတွေ့အကြုံဖရားကိုရှင်းမွန်တယ်အခုလက်ရှိဥဆောင်နေတဲ့ PMCF ခေါင်းဆောင်တွေကိုလည်းအထူးပဲဂုဏ်ယူလေးစားလည်းရှိပါတယ်လို့ဦးစွာပြောချင်ပါတယ်နောက်တစ်ခုအခုဒီခုကြုံတွေ့နေရတဲ့အခက်အခဲပြဿနာနဲ့ပတ်သက်ပြီးမှဆရာဆရာမတွေအားလုံးဟာမိမိရဲ့အသက်တာမှာဘလို့ဖြစ်ရှင်းမှာလဲဘလို့အတက်တာမှာလိုက်ချောင်းမှာလဲဆိုတော့အဖြစ်တစ်ခုကရှိပြီးသားဖြစ်တယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်အခုဆိုရင် online ဒီ Facebook တွေမှာပြန့်နေတဲ့အရာကအခုအချိန်မှာအနာရောဂါငိမ့်တဲ့အဖွဲ့အစည်းတွေနောက်ပြီးတော့မှဘုရားရဲ့ prophet တွေဘေးရောက်ကုန်လာတယ်ဒီအချိန်တွေမျိုးမှာသူတို့ကိုချစ်စေခြင်းနေဆိုတော့ဒီ long ပြောင်းတရိုတဲ့ပုံစံအနေနဲ့ Facebook တွေမှာကျွန်တော်တို့တွေ့ရတယ်တကယ်လို့ဒီအရာကဆရာဆရာမတို့ကိုအပြင်မှာကိုယ့်ရဲ့အတင်းတူတင်တာဒါမှမဟုတ်ကိုယ့်ရဲ့အတိမိတ်ဆွေတွေကတကယ်လာမိခင်ဘယ်လိုဖြေရှင်းမှာလဲဟုတ်တယ်နော်နောက်ပြီးတော့မှဒီဖခင်သခင်အရာအလုံးကိုတက်ဆွမ်းနိုင်တယ်လေ
ဒီအရာတွေကိုဘာဖြစ်လို့သူတို့ကဒီဖျားတခင်ကမသားစီတာလဲဟုတ်တယ်မဟုတ်လားဒီလိုမျိုးတွေလာမေးခင်သူတို့ဘယ်လိုဖြေရှင်းပါလဲနောက်တစ်ခုမှာဒီဖျားကအရာအလုံးကိုတက်ဆွမ်းနိုင်တယ်ဘာဖြစ်လို့ဒီအရာကိုမလုပ်တယ်လဲသူကိုယ်တိုင်ကလေဒုက္ခဆင်းရဲခြင်းကနေလွတ်မြောက်ဖို့အတွက်ဆုတောင်းကြပါလို့ယေရှုခရစ်တော်ကိုယ်တိုင်တင်ပေးတယ်ဒီနေ့ယုံကြည်သူခရစ်ယာန်တွေနေ့တိုင်းဆုတောင်းနေတာပဲအခက်အခဲဒုက္ခဆင်းရဲကနေလွတ်မြောက်ဖို့အတွက်နေ့တိုင်းဆုတောင်းရင်းနဲ့ဘာဖြစ်လို့ဒီအရာတွေကြုံရတာလဲပေါ့နော်ဒီအရာတွေကျွန်တော်တို့အနေနဲ့စဉ်းစားစရာတွေအများကြီးဖြစ်လာတယ်ဆိုတော့ဒီအရာနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဒီအခြေပြုချက်အနေနဲ့ကိုရိန္သုပထမဆုံးအခန်းကြီး30အခန်းငယ်73ကိုအခြေခံပြီးတော့မှကျွန်တော်ပြောသွားချင်ပါတယ်ဒီကိုရိန္သုပထမဆုံးအခန်းကြီး30အခန်းငယ်73မှာဘာပြောတာလဲဆိုတော့လူနိုင်ဖြစ်တဲ့တော့စုံစမ်းနောက်ရှင်ကိုတာတင်လို့ခံရ၏တဲ့ဖယားသခင်ဒီတစ္ဆာနဲ့ပြည့်စုံတော်မူသည်ဖြစ်၍တင်တို့မခံနိုင်တော့စုံစမ်းနောက်ရှင်ကိုတင်တို့နိုင်ရောက်စိမ့်တော့အခွင့်ပေးတော်မူမူတဲ့တင်တို့ဒီခံနိုင်မီအကြောင်းစုံစမ်းနောက်ရှင်နဲ့တကွာထွတ်မြောက်တော်လိုင်းကိုလည်းပြင်ဆင်ပေးတယ်ဆိုတော့ဒီအရာကလူကနေဖြစ်တဲ့အရာเนาะဒီစုံစမ်းနောက်ရှင်အခက်ခဲတွေလူကနေဖြစ်တဲ့အရာလို့ရှင်ဘောလူကပြောထားတယ်ဆိုတော့ဒီအရာနဲ့ပတ်သက်ပြီးမှဘလို့ဖြစ်လို့လူကနေဖြစ်တာလဲဖျားခင်ဖန်ဆင်းတဲ့အချိန်မှာကောင်းတဲ့အရာကြီးပဲဖန်ဆင်းတယ်ဒီမကောင်းတဲ့အရာတွေကိုဖြစ်စေတာနဲ့လူတွေပဲမဟုတ်လားဒါပေမဲ့ဒီအကြအထင်းမှာလူကနေဖြစ်တဲ့စုံစမ်းနောက်ရှင်မှာဖျားသခင်ကဒီကနေခန္ဓာရည်ရှိဖို့အတွက်လွတ်မြောက်တဲ့လမ်းကိုလည်းပြင်ဆင်ပေးတယ်တဲ့ဒီအရာနဲ့ပတ်သက်ပြီးမှရှင်ပေါလုကကိုရိန္သုအသင်းတော်မှာအချက်၃ချက်အနေနဲ့ခွန်အားပေးသွားတဲ့အရာကိုကျွန်တော်တို့လေ့လာကြည့်ရအောင်နံပါတ်၁အချက်အနေနဲ့လူတိုင်းဒီဒုက္ခဆင်းရဲခက်ခဲပြဿနာစုံစမ်းနောက်ဆက်ခြင်းနဲ့ကြုံတွေ့ရတယ်။တင်းနဲ့ကျွန်တော်တယောက်တည်းမဟုတ်ပါဘူး။ဟုတ်တယ်မဟုတ်လား။ကိုတယောက်တည်းမဟုတ်ပါဘူးလို့အကုန်လုံးနှိပါခံစားရပါလား။အခုဒီကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တာဆိုရင်တစ်ကမ္ဘာလုံးနှိပါတို့ခံစားနေရတဲ့အရာဖြစ်ပါတယ်။နံပါတ်2အချက်အနေနဲ့အချို့လူတွေကဒီဒုက္ခဆင်းရဲခြင်းပြဿနာတွေကိုရေရေဝံဝံနဲ့ခုခံတတ်နိုင်နေကြတယ်။တင်းနဲ့ကျွန်တော်ကဘယ်လိုဖြေရှင်းကန်တွေ့နိုင်တယ်ဒီအရာတွေကို။နောက်တစ်ခုအနေနဲ့ဒီဒုက္ခဆင်းရဲစုံစမ်းနောက်ဆက်ရှင်ကနေပြီးတော့မှကျွန်တော်တို့တနေ့ကျရင်လွတ်မြောက်သွားမယ်။ဘာဖြစ်လို့လဲ။ဖယားသခင်ကလွတ်မြောက်တဲ့လမ်းကိုလည်းပြင်ဆင်ပေးတယ်။ဆိုတော့ဖယားသခင်ကလွတ်မြောက်တဲ့လမ်းကိုပြင်ဆင်ပေးတယ်လို့ပြောတဲ့အချိန်မှာကျွန်တော်တို့ဒီဖယားကဒီယုတ်ကလည်းအကုန်လုံးပျောက်ခန့်စေတာလား။ဒီလိုလေးဖြစ်နိုင်တယ်ဒီလိုလေးလုပ်နိုင်တယ်ဆိုတော့ကျွန်တော်တို့ယုံကြည်ရတယ်။ဆိုတော့ဒီရနဲ့ပတ်သက်ပြီးမှဖယားသခင်ကအခုစစ်နိုင်ငံတိုင်းမှာဖြစ်ပျက်နေတဲ့အရာအပေါ်မှာဆရာဝန်တွေပညာရှိတွေဒီယောဂကိုဘယ်လိုခုခံကာကွယ်ရမလဲဆိုတဲ့အရာကိုအဖြေရှာနေတာဖြစ်တယ်။ဒီအတူတို့ကမှဒီထက်ပုံမှန်ဖျားတဲ့ခင်ကဉာဏ်ပညာပေးမှဖြစ်တယ်။ဒီရနဲ့တိုက်ခိုက်နိုင်ဖို့အတွက်ဉာဏ်ပညာတွေဖျားတဲ့ခင်ကပေးမှဖြစ်တယ်။ဒါကဖျားတဲ့ခင်ကစုံစမ်းနောက်ချက်ချင်းကိုရောက်တဲ့အချိန်မှာတော့မှလွတ်မြောက်တဲ့လမ်းကိုပြင်ဆင်ပေးတယ်ဆိုတာတမန်ကျမ်းစာထဲမှာဖော်ပြထားတယ်။ဆိုတော့ကျွန်တော်တို့အနေနဲ့ဘာလို့မှနေစံပြတာမှာဆူတောင်းခြင်းကဘယ်လိုကျွန်တော်ဘာမှလုပ်လို့မရအောင်ဒီစုံစမ်းခြင်းတွေခက်ဒုက္ခပြဿနာရောက်တဲ့အချိန်မှာဆူတောင်းခြင်းကဘယ်လိုကျွန်တော်တို့အနေနဲ့ဘာတခုမှလုပ်လို့မရတော့ဘူးကျွန်တော်တို့ဘုရားသခင်ကိုအားကိုးယုံကလွှဲလို့ဆူတောင်းယုံကလွှဲလို့ကျွန်တော်တို့အနေနဲ့ဘာမှလုပ်လို့မရဘူးဆိုတဲ့အရာအနေနဲ့နောက်ပြောချင်ပါတယ်လို့ကျေးဇူးတင်ပါတယ်ရှုစွာဘုရားခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းပါတယ်ဘုရားခင်ရဲ့နာမတော်တာ၍ရှင်ဘုန်းကြီးပါစေဒီနေ့ကျွန်တော်တို့ဖြစ်ပျက်နေတဲ့အခြေအနေထဲမှာကျွန်တော်နဲ့ငယ်တိလာတင်ယူမိတဲ့အရာလေးကိုတင်ပြချင်ပါတယ်လူတွေကဘုရားစကားကိုနားမထောင်တဲ့အခါမှာဘုရားခင်ကနောင်တရဖို့သူပြန်လာဖို့ဒီနေပြီပေါ့နော်ဒီအရာကိုဖော်ပြခြင်းဖြစ်ပါတယ်ဓမ္မဟောင်းကျမ်းထဲမှာကျွန်တော်ကြည့်မယ်ဆိုရင်ဒီနေ့ဘုရားစကားကိုနားမထောင်တဲ့အခါမှာမိမွေတွေကိုဆေလွတ်စေတယ်ထိုလူတွေကိုမိမွေတွေဖြင့်ကိုက်စေတယ်ပြီးတဲ့အခါမှာထိုကြီးဝါမွေရုပ်ကိုကြည့်ရှုတဲ့သူသားလည်းအသက်ရှင်စေတယ်ဆိုတဲ့ဒီအရာကိုကျွန်တော်တွေ့ရတယ်ယနေ့ကိုရိုနာဗိုင်းရပ်စ်ပြဿနာကိုကြည့်တဲ့အခါမှာယနေ့တိုင်းနိုင်ငံအတိအတိမှာယနေ့ထိုပြဿနာကဖြစ်ပွားနေလေရှိတယ်ယနေ့ဒီအရာကိုကြည့်ခြင်းအဖြစ်လူတွေကဘုရားရဲ့ရှေ့မှောက်မှာဘလောက်ထိအပြစ်တွေကြီးနေပြီလဲဘုရားရဲ့ရှေ့မှောက်မှာဘလောက်ထိဘုရားမကြိုက်တဲ့အရာတွေကိုကိုးကွယ်နေတယ်လှုပ်ဆောင်နေပြီလဲဆိုတာကျွန်တော်တွေ့ရမှာဖြစ်တယ်ယနေ့လူပေါင်းများစွာကယနေ့တည်ကြရတယ်တစီရတယ်ငိုကြွေးရတယ်ယနေ့ဒီအရာကြုံတွေ့နေရတာဖြစ်တယ်ယနေ့ဒီအချိန်မှာကျွန်တော်တို့အ
ပြစ်များကိုနောင်တရမယ့်အချိန်ဖြစ်တယ်ဘုရားကိုမတိသေးတဲ့သူတွေဘုရားထံမှာယနေ့နောင်တနဲ့အတူပြန်လာရမယ့်အချိန်ဖြစ်တယ်ယနေ့ကျွန်တော်ခရိယန်ဒီလည်းပဲဘုရားကိုမကူးစားမိတဲ့အရာတွေအတွက်နောင်တရပြီးတော့ဘုရားမှာအပြစ်များကိုဝင်ချတောင်းပန်ပြီးတော့ယနေ့ကျေးဝငွေရုပ်ကိုမျောချစ်ကဲ့သို့ယနေ့ခရစ်တော်ကိုယနေ့မျောချစ်ဖို့ဖြစ်ပါတယ်နေမိကျမ်းစာထဲမှာကျွန်တော်ဖော်ပြတယ်နေမိကသူ့ရဲ့လူတွေရဲ့သူ့ရဲ့ဘိုးဘေးတွေရဲ့အခြေအနေကိုကြားတဲ့အခါမှာဘာပြောလဲဆိုရင်နေမိခန်းကြီး1ခန်းငယ်4ထိုစကားကိုကြားလင်ငါဒီထံ၍အင်တန်ကာလပလုံးငိုချွေးမိတမ်းလေအစာရှောင်လက်နေ၍ကောင်းကင်ဘုံရှင်ဘုရား၏ရှိတော်၌ဆုတောင်းသောပတ္တနာဟုမူကားနေမိဟာယနေ့သူလူတွေပြမားတဲ့အဖြစ်တွေကိုမြင်တွေ့တဲ့အခါမှာယနေ့ဘုရားခင်ရဲ့မျက်မှောက်တော်ရှိမှမိမိရဲ့အဖြစ်တာမကသူ့ရဲ့လူတွေရဲ့အဖြစ်ကိုစားအင်တန်ကာလပလုံးငိုကြွေးမိတမ်းလေဆုတောင်းပတ္တနာပြုတယ်ယနေ့ကျွန်တော်တို့လူတွေခရစ်ယာန်ယုံကြည်သူများယနေ့အချိန်ကယနေ့အားလုံးယနေ့မိမိတို့အဖြစ်များအတွက်ဆုတောင်းမဲ့အချိန်ကာလဖြစ်တယ်ငိုကြွေးမိတမ်းလေအဆာရှောင်းလက်ယနေ့ကျွန်တော်ဆုတောင်းရမယ့်အချိန်ဖြစ်တယ်ပြစ်မှားမိတဲ့အပြစ်တွေကိုစားယနေ့တောင်းပန်ရမယ့်အချိန်ဖြစ်တယ်ဆိုတာကိုယနေ့ခွန်အားပေးလို့တယ်ယနေ့ကဘာတော်မှာကြည့်တယ်ဆိုရင်ယနေ့လမ်းမာတွေလှည့်ပြီးတော့နှုတ်ပတ်တော်တွေကိုခေါ်ပြောနေတယ်ယနေ့နောင်တရဖို့အတွက်ပြောနေတယ်ဆုတောင်းပေးနေတယ်ယနေ့ခိုင်တနာအတီးတီးကဆာရယနေ့ဆောင်ရွက်နေတယ်အတင်းတော်တွေလည်းပဲယနေ့ပို့ပြီးတော့ဆုတောင်းနေတယ်ကျွန်တော် IGS ဆန်ယနေ့ကျောင်းတော်ကြီးမှာလည်းပဲယနေ့နေတိုင်းယနေ့ဆုတောင်းလို့ပြုကိုယ်ွယ်ခြင်းတွေကိုပို့ပြီးလှုပ်လာတာတွေ့ရတယ်ယနေ့ထုံမြတ်တာမကယနေ့ကျောင်းသူကျောင်းသားတွေလည်းပဲယနေ့ပို့ပြီးတော့မိမိရဲ့ personal devotion တွေမှာယနေ့ပို့ပြီးတော့ဘုရားထံမှာယနေ့ဆုတောင်းပြီးတော့အပြစ်များကိုဝင်ချတောင်းပန်ပြီးတော့ယနေ့ပို့ပြီးတော့ဆုတောင်းရမယ့်ခြင်းဖြစ်တယ်ယနေ့ကျွန်တော်ယေရှုတော်ကိုချီးမွမ်းနေ PNCF ကျွန်တော်တို့ဒီအဖွဲ့အစည်းကနေပြီးတော့လည်းပဲ prayer chain အတွက်ယနေ့ကျွန်တော်တို့ပြင်ဆင်ပေးတယ်ယနေ့ညမှာကျွန်တော်တို့စပြီးတော့ဆုတောင်းသွားမှာဖြစ်တယ်28 29ယနေ့ကျွန်တော်တို့လည်းပဲဒီမှာတစ္ဆာရှိစွာဖြင့်ဆုတောင်းသွားမှာဖြစ်တယ်ယနေ့ကျွန်တော်တို့ဒီမှာလည်းပါဝင်တဲ့သူတွေဆုတောင်းခြင်းအပြင်အတင်းတော်ကလူတွေဆုတောင်းခြင်းအပြင်နိုင်ငံတကာကလူတွေဆုတောင်းခြင်းအပြင်ယနေ့အားလုံးရဲ့ဆုတောင်းပေးမှုအပြင်ကျွန်တော်တို့ဟာထိုယောဂပြဿနာကိုယနေ့ကျော်လွှားနိုင်မှာဖြစ်ပါတယ်ကျွန်တော်ကျမ်းစာတစ်ပိုက်နဲ့ဒီကုန်းချုပ်ချင်ပါတယ်ဖိလိပ္ပိဩဝါဒစာခန်းကြီး4ခန်းငယ်6မှ9ဖြစ်တယ်အဘယ်မှုကိုများစိုးရင်ခြင်းမရှိဘဲအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့တကွာဆုတောင်းပတ္ထနာပြုသောအဖြစ်တင်တို့တောင်းပန်လိုသောအရာများတို့ကိုဘုရားခင်အားကြားလျှောက်ကြလော့ထိုတို့ပြုလင်အဘယ်သူမျှကြံ့၍မိနိုင်သောဘုရားခင်ညီတတ်ခြင်းသည်ယေရှုခရစ်အားဖြင့်တင်တို့စိတ်လုံးကိုစောင့်မလိမ့်မည်ရောက်စီတိုင်းပေါ်ဖျက်ရှင်ကောင်းချီးပေးပါစေ